စီးပွားရေးလုပ်ငန်းရှင်တွေအတွက်အချိန်ကုန်လူပမားစီတဲ့အရာဘာဖြစ်မလဲဟုတ်ပါတယ်ဒီလိုအနေနဲ့မင်းစီတို့က separate တွေစဉ်းစားရဲဗီဒီယိုတွေရိုက်တယ်အဲ့ဒါကြောင့်ကိုယ့်ရဲ့အချိန်ကိုယ့်ရဲ့ idea ရဲ့ကိုအသုံးချပြီးဖြစ်တဲ့အတွက်ကြောင့်ဒီလို editing ကိုမလုပ်နိုင်တော့ဘဲနဲ့ဗီဒီယိုတွေကိုမတင်ပဲထားလိုက်ရတာမျိုးကြုံကြမယ်ထင်ပါတယ်ဒါကမိတ်ဆွေတယောက်တည်းကြုံနေရတဲ့အခက်အခဲတစ်ခုတော့မဟုတ်ဘူးဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်ကမိတ်ဆွေတွေကိုကူညီဖို့အတွက်ရောက်ရှိလာပါပြီကျွန်တော်ကဘယ်လိုမျိုးကူညီပေးမှာလဲဆိုတော့မိတ်ဆွေတို့ကိုအချိန်ကုန်လူပင်ပန်းဖြစ်စေတဲ့ video editing ကိုကျွန်တော်ဘက်ကနေပြီးကျွန်တော်ကတာဝန်ယူပြီးတော့လုပ်ခဲ့မှာဖြစ်ပါတယ်ကျွန်တော်ဘက်ကဘယ်လို video editing နဲ့ကူညီပေးမှာလဲဆိုတော့ short form ဒါမှမဟုတ် long form video တွေ creation motion graphic တွေကိုမိတ်ဆွေတို့သတ်မှတ်ထားတဲ့အချိန်အရာကိုကျွန်တော်ကလက်ညှိုးပိုင်းလိုက်တာနဲ့ကူညီပေးနေပါတယ်ကျွန်တော်ဘက်ကနေပြီးတော့အခုလိုမျိုးဈေးနှုန်းတက်တက်တာနဲ့အခါချင်းဝင်နေနေကူညီပေးမှာဖြစ်တဲ့အတွက်ကြောင့်မိတ်ဆွေဘက်ကနေပြီးတော့ကိုယ့်ရဲ့တခြားသောလုပ်ငန်းတွေကိုဒီထက်ပိုပြီးအာရုံစိုက်လို့ရတယ်လို့အချိန်ကုန်ပြင်ပန်းကိုလည်းပို့ပြီးတော့ဒီမှာမှတ်ပါလို့ခင်ဗျကျွန်တော်မိတ်ဆွေတို့လည်းကျွန်တော်အပေါ်မှာပြသခဲ့တဲ့ video editing နဲ့ကတစ်စုံတစ်ခုကိုလိုအပ်ခဲ့တယ်ဆိုလို့ရှိရင်ကျွန်တော်ရဲ့ Telegram ကိုလာရောက်ပြီးတော့မေးမြန်းလို့ရတယ်လို့ comment မှာလည်း edit လုပ်နိုင်ခဲ့ရင်လည်းကျွန်တော်ကိုယ်တိုင်လာရောက်ကြည့်ကြပေးမှာဖြစ်ပါတယ်ခင်ဗျဒီနေ့ video လေးကိုတော့ဒီလောက်နဲ့ပဲအဆုံးသတ်လိုက်ပါတယ်နောက်တဲ့ video မှာပြန်တွေ့ပါဦးခင်ဗျကျွန်တော်နေမှာရှယ်ရပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျ